အားလုံးပဲမင်္ဂလာပါတာယာလှပတဲ့နေလေးတစ်နေ့ဖြစ်ကြပါစေဒီနေ့မှာတော့အပေချစ်မြတ်နိုးစုတို့ကိုညီမကဂိုင်းဆက်နီးလူတွေအကြောင်းမျှဝေပေးသွားချင်ပါတယ်ဂိုင်းဆက်နီး၄မျိုးရှိတဲ့အနက်မှာဒီနေ့ညီမမျှဝေမဲ့နီးတစ်ခုကတော့မြေတုပ်စီးနီးနဲ့အဂိုင်းကက်ဆက်နီးလေးပဲဖြစ်ပါတယ်အဂိုင်းကက်ဆက်နီးလေးကိုမမျှဝေခင်မှာညီမတို့ကအောက်ခံအပင်လေးတွေအရင်လိုအပ်ပါတယ်အောက်ခံအပင်လေးတွေကိုတော့3လ5လဖြစ်စေကြိုတင်ပြီးတော့ဝင်းပြထားရပါမယ်အောက်ခံအပင်ကမရင်လွန်မနုလွန်းတဲ့အပင်မျိုးဖြစ်ရပါမယ်ယောဂကေရှင်းပြီးတော့ကျမတန်ဆွမ်းတဲ့အပင်လေးဖြစ်နေရပါမယ်နောက်တစ်ခုကကြတော့ညီမတို့ရွေးချယ်တဲ့အခါပင်စီဖြောင်းတာလေးကိုဦးစားပေးပြီးတော့ရွေးချယ်ပေးပါနော်ပြီးလို့ရှိရင်တော့ညီမတို့ကအောက်ခံအပင်လေးကိုရပါပြီအောက်ခံအပင်လေးကိုရပြီဆိုလို့ရှိရင်ညီမတို့ကအဲ့ဒီကအောက်ခံအပင်ကိုဥစွာပထမ1000ခန့်အရင်ဆုံးဖြတ်ပေးရပါမယ်ဖြတ်ထားတဲ့ဂိုင်းရဲ့ပင်စီဘေးအနာသားကိုလှိဖြတ်ပြီးတော့အရာပေးရပါမယ်ပြီးသွားလို့ရှိရင်တော့ညီမတို့ရွေးချယ်ထားတဲ့ပြိုခိုင်းနဲ့ရင်ချင်းကက်လေးပြီးတော့ထိဆက်ပေးရပါမယ်ပြိုးချယ်ထားတဲ့မျိုးခိုင်းမှာဆိုလို့ရှိရင်လေမျိုးခိုင်းကလည်းထိတ်အဖူးညွတ်ထွက်တဲ့မျိုးခိုင်းလေးကိုပို့ပြီးတော့ရွေးချယ်ပေးရပါအဲ့ဒါမှညီမတို့ကဖူးအညွတ်နေမြဲထွက်ပြီးတော့ဂိုင်းစက်နီးရအောင်မြင်ပါပါရွေးချယ်ထားတဲ့မျိုးခိုင်းနဲ့ညီမတို့အခုနအောက်ခံအပဲလိဖြတ်အရာပေးထားတဲ့နှစ်ခုကိုရေချင်းကပ်ပြီးတော့ကွာဟမှုမရှိအောင်တေချာလေးသတိထားပါမယ်ကွာဟမှုရှိနေလို့ရှိရင်တော့ခိုင်းဆက်တာကညီမတို့မအောင်မြင်ဘူးပေါ့ကွာဟမှုမရှိဘူးတေချာလေးနှစ်ခုကထိဆက်နေရဆိုလို့ရှိရင်တော့သူတို့ကိုနေအောင်တိုက်ရိုက်မကြအောင်မိုးရေတွေမဝင်နိုင်အောင်လို့တိတ်အချီလေးတွေဖြစ်ဖြစ်ဒီလိုမျိုးတိတ်အပြာလေးတွေဖြစ်ဖြစ်တေချာလေးစီးနှောက်ပေးထားပါနှစ်ခုကိုပြီးသွားလို့ရှိရင်တော့ခိုင်ခန့်အောင်လေဒဏ်တွေမိုးဒဏ်တွေခိုင်ခန့်အောင်အမားတို့ကအဲ့ဒါလေးကိုကြိုးလေးနဲ့တေချာလေးရစ်ပတ်ပြီးတော့နှောက်တွယ်ပေးထားပါအောင်နော်ပြီးသွားလို့ရှိရင်တော့ညီမတို့က2လတက်တန်းမှာဆိုလို့ရှိရင်တော့ဒီပြိုးပင်လေးကိုညီမတို့ကဖြတ်ယူလို့ရပါပြီဒါဆိုရင်တော့12ရာသီပတ်ချလဲပွင့်နဲ့ဂိုင်းဆက်ပင်ဂိုင်းဆက်ပြီးတော့အသီးပွင့်လေးတွေရရှိတော့မှာဖြစ်ပါတယ်ဒါလေးကတော့အကိုင်းကက်ဆန်နီလေးကိုညီမမျှဝေပေးထားတာပဲဖြစ်ပါတယ်အကိုင်းကက်ဆန်နီလေးရဆိုလို့ရှိရင်အခုညီမဆက်နေတဲ့အပင်လေးတွေကတော့ဂန်းကောပန်းရောင်ပင်လေးပဲဖြစ်ပါတယ်ဂန်းကောပန်းရောင်ပင်လေးတစ်ပင်ကိုပဲသူကဂိုင်းကက်ဆန်နီနဲ့ဆက်လို့ရတာမဟုတ်မကြံနဲ့စကက်ရွှေစကဝါတခြားမျိုးပေါင်းများစွာအပင်ပေါင်းများစွာကိုလည်းဒီအကိုင်းကက်ဆန်နီနဲ့ဆက်လို့ရပါတယ်ရှင့်အကိုင်းကက်ဆန်နီလေးကိုမဆက်ခင်တော့ညီမတို့ကအောက်ခံအပင်လေးကိုချိုတင်ပြီးတော့ဝင်းပြထားရပါမယ်ကျမတန်ဆွမ်းတဲ့အပင်တော့မရင်လွန်မနုလွန်းနဲ့အဝေးတက်တဲ့အပင်လေးဖြောင်းပင်စီဖြောင်းတဲ့အပင်လေးကိုဦးစားပေးပြီးတော့ရွေးချယ်ပေးပါပြီးလို့ရှိရင်ထိုးပင်ကိုပေါ့နော်တလက်မခန့်ဖြတ်ပါဖြတ်ပြီးသွားလို့ရှိရင်ဖြတ်ထားတဲ့ပင်စီဘေးအသားနာလေးကိုလှိဖြတ်ပြီးတော့အရာပေးပါရှင့်အရာပေးပြီးလို့ရှိရင်တော့ညီမတို့ခုနကရွေးချယ်ထားတဲ့မျိုးခိုင်းနဲ့ပေါ့သူတို့ကွာဟမှုမရှိအောင်ထိကတ်အောင်အသားချင်းချက်ကပ်ပြီးတော့နှစ်ခုကထိဆက်နေအောင်တခြားလေးဆက်ဘတ်ဆက်ကလေးဆက်ပြီးပါရှက်ပြီးလို့ရှိရင်အဖထိုးရပေါ်မှာပလတ်စတစ်အခြေလေးတွေဖြစ်ဖြစ်ဒီလိုမျိုးတိတ်အပြာလေးတွေပဲဖြစ်ဖြစ်ပေါ့တခြားလေးလုံအောင်စနစ်တခြားလေးပတ်နောက်ပေးပါဘာလို့အဲ့ဒါလေးပတ်ရလဲဆိုလို့ရှိရင်တော့တို့ကကြတော့ဒီပေါ့မတို့နေရောင်တွေတိုက်ရိုက်မချအောင်ရင်ဆက်ထားတဲ့နေရာလေးမှာတကြပိုးလေးမတက်အောင်ရပိုးလေးမတက်အောင်ရနောက်ခုကကြတော့မိုးရီတွေစိတ်မဝင်အောင်ရဆက်ပေးထားတာပါရှင့်ဒီလိုမျိုးဆက်ထားတဲ့အပင်ကိုဆိုလို့ရှိရင်တော့2လတက်တန်းပြေးလို့ရှိရင်ညီမတို့ကဂိုင်းဖြတ်လို့ရပါပြီဒါလေးကိုလည်းညီမတို့ရေလောင်းပို့လို့အပ်ပါရဲ့ရှင့်ရေလောင်းလို့ရှင့်ဂိုင်းဖြတ်ပြီဆိုလို့ရှိရင်လည်းညီမတို့စီးထားတဲ့အောက်ခံအပင်လားအပေါ်ကဆက်ထားတဲ့ဂိုင်းဆက်ပင်လားတခြားလေးကြည့်ပြီးတော့ဖြတ်ပေးပါရှင့်ဒါဆိုလို့ရှိရင်တော့ညီမတို့က100ရာခိုင်နှုန်းအောင်မြင်တဲ့12ရာသီအဖိုးပွင့်ပင်လေးတွေကိုရရှိတော့မှာပဲဖြစ်ပါတယ်ဒါကတော့ညီမကအေရစကားခရမ်းပင်လေးကိုဆက်နေရပဲဖြစ်ပါတယ်နောက်တနည်းကတော့ညီမပြချင်တာကကြတော့အများဆုံးအားဖြင့်တော့ညီမတို့ကဒီပေါ့ဒီမကလာပင်နေတရက်သမယာပင်နေတခြားအသီးပင်စားပင်မျိုးတွေလည်းပါဝင်တယ်အဲ့ဒါတွေကမြေတုပ်စီးနီးနဲ့ဂိုင်းဆက်ကြပါတယ်မြေတုပ်စီးနီးဂိုင်းဆက်မယ်ဆိုလို့ရှိရင်တော့သူကိုဂိုင်းဆက်မယ်ဒီဂိုင်းကနေပြီးတော့တပေလောက်နည်းနည်းလေးခွာတဲ့ပါတယ်ပြီးလို့ရှိရင်ပင်စီရဲ့ဘေးအနာသားလေးကိုလည်းသူကအရက်ကလေးကိုဒီအခောက်ကလေးကိုခွာပေးရမယ်ရှင့်အခောက်ခွာပေးတဲ့နေရာကိုအုံးဆံမိုးဖြစ်စေအမမို့မြေအဆူတက်ထိန်းနဲ့ညီမတို့ဒီဆက်မြေသွေးဖြစ်စေအဲ့ဒါလေးကိုနဲ့အပေါ်ကနေအုပ်ပြီးပါအုပ်ပြီးလို့ရှိရင်ထပ်မှန်ပြီးအဲ့ဒါလေးကိုတေချာလေးချီနှောက်ပေးပါရှင့်အဲ့ဒါဆိုလို့ရှိရင်သူကတော့တလားခွဲသားလောက်ဆိုလို့ရှိရင်အမြင့်တွေထွက်လာပါပြီအဲ့ဒါဆိုပြီးတဲ့နောက်မှာတော့ညီမတို့ကလှပလွန်းနဲ့စနေရသည့်ပန်းပွင့်လေးတွေအသီးပဲစားပင်လေးတွေရရှိသွားပါပြီရှင့်ညီမတည်ပေးလိုက်တဲ့ဒီခိုင်းဆက်နီလေးကိုအိမ်မှာအပင်လေးတွေရှိပါကကြတော့လိုက်လုပ်ပြီးလို့ရှိရင်နည်းနည်းလေးစမ်းသပ်ကြည့်ပါရှင့်အောင်မြင်လားမအောင်မြင်လားလဲပြန်ပြီးတော့ပြောပြကြပါအောင်နော်